ဒီမှာတော့ဟုတ်ပါတယ်ကျွန်တော်တို့မနေ့ကလည်း post တင်လာပါတော့အဲ့ဒါလေးပြောရေစုံသူ့ glass ကခဲအဲ့ဒီကိုဝေပြီးအနီအောင်ဖူးလိုက်ပါနော်ဟုတ်ကဲ့နီအောင်ဖူးလိုက်ပါလွယ်တွေပြတာခေပြီးရင်ကျွန်တော်တို့ဒီကတက်ဆယ်ပေါ့ပါဦးစပင်ကကျွန်တော်တို့ဒီက24ရာဟာဒီပေါ့နော်အဲ့ဒါလေးကိုပြောင်းလိုက်ပါโอเคကျွန်တော်ပြီးရင်ကျွန်တော်တို့ထွက်မယ်လောက်ထားတော့လက်ရန်လွယ်ရပေါ့နော်ကျွန်တော်ဒီနေ့ကတော့ post တင်ပါတယ်โอเคဂိမ်းနဲ့ရောက်ပြီဗျဂိမ်းနဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကဟိုလေးလုပ်လိုက်ပါဟာဒီဟာလေးဝေပေးလိုက်ပါโอเคဟာလေးဝေပြီးရဟုတ်ပါဘူးအဲ့ဒါမဟုတ်ဘူးဗျဒါလည်းမဟုတ်ရှင်းကြည့်လည်းမဟုတ်ဒီရတယ်မဟုတ်ဟုတ်ဘူးဗျโอเคဒါမဟုတ်ဗျဒီလေးပေါ်လာတော့ဒီတော့ပြောရဆိုရင်မရောက်လို့စူလိုက်ဆိုပြီးလိုက်ဆိုအဲ့လိုလေးလုပ်ပြလိုက်ပါရှည်လိုက်ပါရှည်နော်ရှည်ကြိုက်အရင်ရှည်ကခေါင်းနဲ့ကွက်မတီးဆိုရင်အဲ့ဒါလေးကလည်းလုပ်ပြလိုက်ကြိုက်တော့ကျွန်တော်ရပြီပေါ့နော်အဲ့မှာရသည်ပြโอเคနန်းပင်လာအောင်ပါโอเคရတော့ရပြီပေါ့နော်โอเคရပါပြီโอเคရကြသည်โอเคတို့ရှားယူလို့ဖြစ်ပါရဲ့โอเคရပါပြီဒီဆုံးပြရပို့ပေးမှဆိုတော့ကျွန်တော်တို့ကမိုက်ခဲစီကိုသွားလိုက်ပါနော်အဲပို့ကဘယ်ပို့လဲဆိုပြပါမယ်ဟုတ်ပါဒါလေးပဲဖြစ်ပါဗျโอเคအဲ့ဒါလေးဖြစ်ပါပြရရင်အဲ့တော့3ညထိထားလိုက်ပါဒါကြီးက error တက်နေရโอเคပြီးဆိုရင်ကျွန်တော်တို့ခဲစီကိုသွားလိုက်ပါကျွန်တော်ချားလို့လုံးရရတယ်လုံးလို့လည်းရတယ်ပေါ့နော်โอเคခဲစီကိုသွားလိုက်ပြီးရင်ခဲကနေရောဒီကထိုင်တဲ့ဥစ္စာလေးပေါ့နော်ထားအဲ့ဒါလေးပြောင်းလိုက်ပါဇက်ကိုဟလိုက်ပြီးကြရဆိုရင်ကျွန်တော်တို့ဒီကအဲ့လိုရေးလိုက်ပေါ့နော်ကြရင်သူ့ကိုအရှိတူဝေးလိုက်ရှိတူဝေးလိုက်ပေါ့နော်ခဲအဲ့လိုထားဝေးလိုက်ပါအကြရပြီပေါ့နော်အကြရတော့မနေ့ကလည်း post တင်လာပါတယ်ဟုတ်ကဲ့ကြည့်လိုက်ပါမကြည့်ရသေး Okay let's go okay ခေါင်းကိုကဲမှာဆိုတော့ကျွန်တော်ကပြီးကြရင်ဆောပို့မော့ဆိုတဲ့ဟာရဝင်လိုက်ပြီးကြရင်စပီးတင်လိုက်ပေါ့နော်အဲ့ဒါစပီးတင်လိုက်ပါအဲ့လိုကန်လိုက်ပါနော်ဟုတ်ကဲ့ပါဘူးကြီး okay ကျွန်တော် let's go ဟုတ်ကဲ့ပါဘူးကျွန်တော် view လေးကတော့ဒီလောက်ပါပဲနောက် view ကျမှပြန်တွေ့ပါမယ် bye bye